ဘိုးရှုထွေးမြင့်နိုင်ရဲ့နိုင်ငံတည်ဆောက်ရေးအမြင်တပီတော်စနစ်နဲ့ဖွင့်မဲ့အာရခဒေသတည်ဆောက်ရေးမှာတိုင်းပြည်တည်ဆောက်ရေးအကန့်အသတ်တွေအနာဂတ်ရခိုင်ဒေသရဲ့နိုင်ငံရေးပဋိသန္ဓေစုံမှုနဲ့အမျိုးသားရေးဝါဒအလူးလင်းတွေအကြောင်းကိုတင်ပြထားပါတယ်။ဒီတင်ပြချက်ဟာဆိုရင်အော်တိုဘာလ1ရက်နေ့ကဆရာမင်းသိရေးသားထားတဲ့ဘိုးရှုထွေးမြင့်နိုင်ရဲ့နိုင်ငံတည်ဆောက်ရေးအမြင်ဆိုတဲ့ဆောင်းပါးကိုတင်ပြထားတာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ Freedom Speech Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။2024ခုနှစ်စတင်ဘာလ6ရက်နေ့မှာ The Diplomat ကမေးမြန်းထားတဲ့အာရခတက်တော်စီဦးစီးချုပ်ဘိုးရှုထွေးမြင့်နိုင်ရဲ့အင်တာဗျူးမှာရခိုင်ဒေသကိုဘလို့အုပ်ချုပ်ရေးမော်ဒယ်မျိုးနဲ့တိစောက်မလဲဆိုတာကိုမေးမြန်းထားပါတယ်။ The Diplomat ကအဓိကမေးထားတာကတော့ဗဟိုရှုပ်ကံမှုနဲ့တော့မှာလားဒါမှမဟုတ်ဗဟိုရှုပ်ကံမှုကိုရှော့ချပြီးတော့မှာလားဆိုတာကိုမေးမြန်းထားပါတယ်။အဲ့ဒီနေရာမှာဘိုးရှုထွေးမြင့်နိုင်ကချင်းချင်းလင်းလင်းပြေတာပါတယ်။အာရခဒေသဟာတပီတော်စနစ်ဖြစ်လာဖို့ရှိတယ်။အဲ့ဒီလိုတပီတော်စနစ်နဲ့အုပ်ချုပ်တဲ့အခါမှာရခိုင်မျိုးသားဖွဲ့ချုပ် ULA ကအဓိပတိနေတဲ့ဥဆောင်မယ်အာရခတက်တော်ကတော့ရခိုင်မျိုးသားဖွဲ့ချုပ် ULA ရဲ့အုပ်ချုပ်မှုအောက်မှာရှိမယ်ဒါပေမဲ့အစပိုင်းကနဦးပိုင်းမှာတော့ဗဟိုရှုပ်ကံမှုရှိတဲ့တပီတော်စနစ်တနည်းအားဖြင့်ဗဟိုဦးစီးတဲ့စနစ်နဲ့တော်မဲ့အစိုးရတရက်အဖြစ်ထူထောင်မယ်ဆိုပေမဲ့အစိုးရရဲ့အုပ်ချုပ်မှုစွမ်းရည်ပုံမှာမူတည်ပြီးတော့ဗဟိုရှုပ်ကံမှုရှော့ချရေးကိုစဉ်းစားပြီးလှုပ်ဆောင်တော့မယ်ဆိုတာမျိုးပြောပြထားပါတယ်အာရခဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းတင်တဲ့နေရာမှာလေ warfare oriented ပုံစံမျိုးနဲ့တိစောက်တော်မယ်လို့ဆိုပါတယ်ရခိုင်ကောင်းဆောင်တွေဟာရခိုင်ဒေသကိုတပီတောင်စနစ် unitary system နဲ့အုပ်ချုပ်မယ်ဆိုတာအဆန်းတော့မဟုတ်ပါဘူးရခိုင်မျိုးသားရေးဝါဒကိုအခြေခံပြီးလွတ်လပ်သောအချုပ်အခြာအာဏာပိုင်အမျိုးသားနိုင်ငံတစ်ခုကိုရည်မှန်းထားတဲ့သူတွေဖို့တပီတောင်စနစ်နဲ့အုပ်ချုပ်မယ်ဆိုတာကတော့ရခိုင်ကလေးကယူဆနိုင်ပြီးသားကိစ္စပါတပီတောင်စနစ်နဲ့အုပ်ချုပ်မယ်ဆိုရင်ဗဟိုရှုပ်ကံမှုရှိတယ်ဆိုတာကလည်းအထင်ရှားသိထားနားလည်ပြီးသားဖြစ်ပါတယ်တပီတောင်စနစ်တိုင်းဟာဗဟိုရှုပ်ကံမှုနဲ့တောလေးရှိတာများတယ်ဒါပေမဲ့ဒီမိုကရေစီနဲ့အသားကျလာတယ်အစိုးရရဲ့ဆွဲဆောင်မှုကမြင့်လာတယ်နိုင်ငံရဲ့အခမ်းကဏ္ဍကိုလည်းရှော့ချလာနိုင်တယ်စီးပွားရေးကလည်းကောင်းလာတယ်တင်ကြီးမှုကိုလည်းအာမခံရှိထိန်းထားနိုင်ပြီဆိုရင်တော့ဗဟိုဦးစီးမှုစနစ်ကနေဗဟိုရှုပ်ကံမှုကိုတဖြည်းဖြည်းရှော့ချလာနိုင်တယ်ဗဟိုရှုပ်ထွေးမြင့်နိုင်ရဲ့စဉ်းစားချက်ကတော့ဒီလိုပါဒီတော့ရခိုင်ဒေသမှာတင်ကြီးရေးကိုဘယ်လောက်ထိလုပ်နိုင်မလဲစီးပွားရေးကောင်းအောင်ဘယ်လောက်ထိတွန်းတင်နိုင်မလဲအုပ်ချုပ်ရေးစွမ်းရည်ကိုဘယ်လောက်ထိမြင့်နိုင်မလဲဒီမိုကရေစီကိုဘယ်လောက်ထိအသားကျနိုင်မလဲနဲ့အစိုးရရဲ့အခမ်းကဏ္ဍတနေ့အစိုးရရဲ့ပါဝင်မှုသို့မဟုတ်အစိုးရရဲ့ဝင်ရောက်ဆွတ်ဖက်မှုကိုဘယ်လောက်ထိထားနိုင်မလဲဆိုတဲ့ degree ပေါ်မှာမူတည်နေပါတယ်ဗဟိုရှုပ်ကံမှုရှော့ချရေးကိုတောနိုင်ဖို့အတွက်ကအခုပြောတဲ့အချက်တွေအားလုံးကအရေးကြီးပါတယ်ရခိုင်မျိုးသားဖွဲ့ချုပ် ULA ဟာဘယ်လောက်ထိအုပ်ချုပ်ရေးစွမ်းရည်ကိုအလောဆုံးမှာမြင့်တင်နိုင်မလဲနောက်ပြီးတော့ ULA ဟာဘယ်လောက်ထိဒီမိုကရေစီကျင့်ထုံးတွေနဲ့အသားကျလာမလဲရခိုင်ဒေသမှာပုဂ္ဂလိကအခမ်းကဏ္ဍကိုဘယ်လောက်ထိမြင့်တင်ပေးနိုင်မလဲရခိုင်ဒေသမှာတင်ကြီးရဲကိုဘယ်လောက်ထိအာမခံရှိထိန်းထားနိုင်မလဲဆိုတာနဲ့ရခိုင်ဒေသအတွင်းကပြည်သူလူထုတွေရဲ့လူမှုစီးပွားရေးအခြေအနေဘယ်လောက်ထိမြင့်မားလာမလဲဆိုတာကတိတ်ကိုအရေးကြီးပါတယ်ဒီအခြေအနေအရေးအပေါ်မှာမူတည်ပြီးတော့ရခိုင်ဒေသအခေါ်အာရခဒေသဟာဗဟိုရှုပ်ကံမှုရှော့ချရေးကိုမုတ်ချသွားနိုင်ပါလိမ့်မယ်ဒါမှမဟုတ်ရင်တော့လက်နက်ကင်တော်လည်းနဲ့တက်လာတဲ့အစိုးရတိုင်းမှာဗဟိုရှုပ်ကံမှုစနစ်နဲ့တက်တန်းချစ်ကြစောတကိုယ်တည်းမင်းမှုအုပ်ချုပ်ဖို့အလားအလာများပါတယ်နောက်တစ်ခုကတော့လူမှုဖူလို့ရေး model ကိုတော့တဲ့ပြည်တော်သားအခြေပြုစနစ်ဖြစ်ပါတယ်ဒါကို welfare state model လို့လူသိများကြပါတယ် social democracy နိုင်ငံတွေမှာကျင့်သုံးတဲ့စီးပွားရေးစနစ်မျိုးဖြစ်ပါတယ်ဘိုးရှုထွေးမြင့်နိုင်ရဲ့ interview method တွေထဲမှာ social democracy စနစ်မျိုးနဲ့တောမယ်ဆိုတာမျိုးမကြာခဏတွေ့ရပါတယ်တကယ်တော့မြန်မာနိုင်ငံမှာက social democratic အတွေးခေါ်ကထိပ်ပိုင်း elite အလွန်မှာကြည်ကြည်ပြည့်ပြည့်ရှိထားပြီးသားနိုင်ငံရေးအတွေးခေါ်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း parliament democracy ခေတ်မှာဝင်းရှုပ်ဦးနှုတ်ဦးဆောင်တဲ့ဖက်ဆပ်ပလာအစိုးရဟာမြန်မာနိုင်ငံကိုပြည်တော်သားနိုင်ငံမျိုးတိစောက်ခဲ့တာတွေ့ရပါတယ်။တချို့ကလေ state capitalism လို့ပြောကြပါတယ်။နိုင်ငံတော်ကကြီးမှုနဲ့အရေးရှင်စနစ်ဖြစ်ပါတယ်။နိုင်ငံတော်ဆိုတာကိုအစိုးရက driver လုပ်တာဖြစ်လို့အစိုးရရဲ့စီမံထိန်းချုပ်မှုအောက်ကတော့ရတဲ့ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်း welfare oriented လို့ပြောတာကြောင့် socialist စနစ်ရဲ့အနိဋ္ဌာရတွေကိုလည်းပေါင်းစပ်ထားပါတယ်။လူရင်းရည်ရည်ချက်ကတော့လူဒန်းစားတစ်ကိုကောဟလွှမ်းတာမျိုးမဖြစ်အောင်အစိုးရကစီးပွားရေးမှာဝင်ထိန်းတာပါပဲ။စီးပွားရေးအတွေးခေါ်ရပြောရရင်တော့ဂိမ်းဘောဂဗေဒအတွေးခေါ်ကိုအခြေခံတာပါပဲဘောဂဗေဒပညာရှင်ဂျွမ်မေးနက်စ်ဂိမ်းရဲ့အယူဆကနေဖြစ်လာတဲ့အစိုးရဝင်ရောက်ဆွဲဖက်မှုရှိတဲ့စီးပွားရေးစနစ်မျိုးဖြစ်ပါတယ်လူမှုမြတ်တမှုတွေကိုအကောင့်တွေဖော်နိုင်မှုအတွက်တစ်ဖက်မှာ socialist အနှစ်သာရတွေကိုထိသွင်းမြုပ်နှံထားပါတယ်တစ်ဖက်မှာလည်းဖွံ့ဖြိုးတိုးတက်ရေးကိုတောဖို့အတွက်ဈေးကွက်စီးပွားရေးစနစ်တနည်းအားဖြင့်အရင်ရှင်စီးပွားရေးစနစ်ရဲ့ model တွေကိုလွတ်တလို့တီးပြီးညှိပြီးဆွေးယူကျင့်သုံးထားပါတယ်ဒါဟာ welfare oriented model ပဲဖြစ်ပါတယ်ဒီနေရာမှာငွေကြေးရှင်းလာတဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းချင်းတွေကိုအခွင့်တိုးကောက်တာမျိုးဝင်ငွေမြင့်တဲ့သူတွေကိုအခွင့်တိုးကောက်တာမျိုးလုပ်လက်ရှိတာတွေ့ရပါတယ်။ဒါ့အပြင်အခြေခံပညာရေးကျန်းမာရေးနဲ့စားဝတ်နေရေးကဏ္ဍမှာလွေအောင်လုပ်ပေးထားမယ်။ရှင်သန်ရက်တွေဖို့အတွက်မခေးရအောင်လုပ်ပေးထားမယ်။အလုပ်လက်မြင့်တွေအတွက်ထောက်ပံ့ကြေးပေးတာမျိုးလေသမားတွေအတွက်အမတော်ကြေးပေးတာမျိုးတွေလုပ်ပါမယ်။အခြေခံပညာရေးမှာအခမဲ့ပညာရေးစနစ်တွေဇရိတ်မျှပေးကျန်းမာရေးကစ်တို့ကုန်ကျစရိတ်နည်းနည်းနဲ့စေဝါကူတာခွင့်ရနိုင်မဲ့စနစ်တွေပါဝင်လာနိုင်ပါတယ်
ရေနဲ့ချက်စစ်မီလိုကဏ္ဍမျိုးတွေမှာအစိုးရပိုင်လှုပ်ထားပြီးတော့အဖိုးလုံးချွတ်ချွတ်သားသားနဲ့ပေးဝေဖြင်းရှိတာမျိုးလှုပ်တာလေးပါနိုင်ပါမယ်။ဒါတွေဟာတကယ်တော့လူမှုလုံခြုံရေးပိုက်ကွန်လို့ခေါ်တဲ့ social safety net တွေကိုတိစောက်ထားတာပဲဖြစ်ပါတယ်။ social democrat နိုင်ငံတွေလို့ပဲပြောပြော welfare state ပြည်တော်သားနိုင်ငံတွေလို့ပဲပြောပြောလူမှုလူဒန်းစားအလော်အသီးသီးကိုအကြမနာအောင်အောက်ကနေလူမှုလုံခြုံရေးပိုက်ကွန်တွေတိစောက်ပြီးမခင်ပေးထားတာပဲဖြစ်ပါတယ်။ဒါဟာ welfare oriented model ပဲဖြစ်ပါတယ်။တိုင်းပြည်တိစောက်ရဲ့အကန့်အသတ်တွေနဲ့ပတ်သက်ပြီးနည်းနည်းပြောစရာရှိပါတယ်။တကယ်တော့ဝှရှုထွေးမြင့်နိုင်ရဲ့စဉ်းစားချက်ကအသစ်တော်မဟုတ်ပါဘူး။မြန်မာနိုင်ငံမှာလုတ်ခဲ့ပြီးသားပါ။မြန်မာနိုင်ငံမှာပါလီမန်ဒီမိုကရေစီခက်ကဦးနုတို့ဘာတို့လုတ်ခဲ့ဖူးတယ်။ဦးနုက1950-52ခုနှစ်မှာပြည်တော်သားစီမံကိန်းဆိုတာကိုလုတ်ခဲ့ဖူးတယ်။အဲ့ဒီစီမံကိန်းကလက်တွေ့မှာတိတ်မအောင်မြင်ဘူး။ဒါပေမဲ့လုံးဝမအောင်မြင်တာတော့မဟုတ်ပါဘူး။တစုံတရာအဖြစ်အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ပြည်တော်သားစီမံကိန်းရဲ့အကျိုးကျေးဇူးပြုမှုကြောင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေစတဲ့အချိန်ရလာပြီးပုဂ္ဂိုလ်အရေးသွင်းပြီးကုန်စည်တွေကိုပုဂ္ဂလိကကဏ္ဍနဲ့ထုတ်လုပ်လာနိုင်ခြင်းနဲ့နိုင်ငံခြားကိုစင်တင်မှုတိတိကျကျမြင့်တက်လာခြင်းတွေအပြင်နိုင်ငံခြားအရင်ငွေပမာဏလေးတိုးတက်လာတယ်လို့ကျော်ဝင်းရဲ့မြန်မာနိုင်ငံရဲ့အရေးလိလာစစ်စစ်ချစ်စာအုပ်မှာသုံးသပ်ထားတာကိုတွေ့ရပါတယ်။ပြည်တော်သားစီမံကိန်းအောင်မြင်ရခြင်းအကြောင်းထက်မှာပြည်တွင်းစစ်ရဲ့အကန့်အသတ်တွေကြောင့်လေးပါပါတယ်။တစ်ဖက်မှာလေနိုင်ငံရေးကဏ္ဍအကွေးပြေတွေနိုင်ငံရေးအဆွေးလန်းတွေရဲ့တက်ရောက်မှုတွေကလေဘေးကဘယောဂအနေနဲ့ဝင်ပူးနေပါတယ်။တစ်ဖက်မှာလေအစိုးရရဲ့ရင်းနှီးရဲ့အဓိကအရေးကြီးဆုံးဖြစ်တဲ့ bureaucracy အခန့်ထားတွေရှိလို့ဖြစ်ပါတယ်။ပါလီမန်ခေတ်မှာဥဘိုသခင်အကွေးပြေးဟာတိတ်ကိုကြီးမားလို့အာဏာတိုင်းဝိုင်းနဲ့ bureaucrat ပညာတတ်အတိုင်းဝိုင်းမှာအစိမကက်တာတွေရှိတယ်။တစ်ဖက်မှာလေစီအေးခက်ရဲ့နိုင်ငံရဲ့ ideology အကြောင်းကွေးကြီးကမြန်မာနိုင်ငံလိုတတိယနိုင်ငံထဲမှာလွန်မို့တာကိုတွေ့ရတယ်။ဒါတွေဟာပြည်တော်သားစီမံကိန်းကိုဆုံးခန်းနိုင်အောင်မပေါင်းမြောက်စီရှင်ကိစ္စပဲဖြစ်ပါတယ်။ဒါဟာသမိုင်းထိပ်ကသင်ခန်းစာဖြစ်တယ်။ရခိုင်ဒေသမှာလည်းတည်ငြိမ်ရေးကိုမထိန်းထားနိုင်ရဲ့ welfare model ကအောင်မြင်မှာမဟုတ်ပါဘူး။ဒါကြောင့်ရခိုင်ဒေသရဲ့တည်ငြိမ်ရေးကအရေးကြီးတယ်။တည်ငြိမ်ရေးလို့ပြောတဲ့နေရာမှာအာမခံချက်ရှိဆိုတည်ငြိမ်ရေး၊ကွက်ကြားတည်ငြိမ်ရေးမျိုး၊ကြိုကြားညှင်းချင်းရေးမျိုးဖြစ်လို့မရပါဘူး။တစ်ဆက်တည်းတည်ငြိမ်မှုရရှိရေးကအရေးကြီးတယ်။တပိထောင်စနစ်သို့မဟုတ်ဗဟိုဦးစီးစနစ်ကိုစဉ်းစားထားတဲ့ရခိုင်ကောင်းဆောင်တွေအနေနဲ့ရခိုင်ဒေသအတွင်းကနိုင်ငံရဲ့အကြောင်းနဲ့လူမျိုးရဲ့အကြောင်းတွေကိုထိန်းထားနိုင်ရင်ဂိုင်းကနအကွေးပြေးတဲ့ ideology အကွေးပြေးတွေကိုရှောင်နိုင်မှာပါ။တိုင်းပြည်တည်ဆောက်ရေးမှာဒါကတိတ်အရေးကြီးတယ်။ဖိထားလို့ညီတယ်ဆိုတာတဲ့ညစ်ထလို့စူးစီးနေတယ်ဆိုတာတဲ့သေးတွေဟာဖြစ်ထားတဲ့လက်ဘောပေါ်မှာဘယ်လိုမှလွတ်ထွက်မတော့ပဲတင်နေတာကပိုကောင်းတာပေါ့။ဒါကိုရခိုင်ကောင်းဆောင်တွေကဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်လေ့လာဖို့လိုပါတယ်။လောလောဆယ်အပြင်တော့အာရခတက်တော်ဟာရခိုင်ပြည်မှာတခုတည်းသောလက်နက်ကင်တက်အဖြစ်ရှိနေခြင်းဟာကောင်းသောအချင်းအရာပဲဖြစ်ပါတယ်။အာရခတက်တော်ကလွေပြီးတခြားတည်ရှိခွင့်ပေးခြင်းဟာတိုက်ပြည်တည်ဆောက်ရေးမှာအကွေးပြေးပြဿနာနဲ့ဂိုင်းကနာပြဿနာအကြီးအကျယ်ကြုံရနိုင်ပါတယ်။လွတ်လပ်ပြီးခဲ့မြန်မာပြည်ဟာဒီလိုကြုံခဲ့လို့ပြည်တွင်းစစ်နဲ့ကြုံပြီးနိုင်ငံတည်ဆောက်ရေးမှာလည်းမအောင်မြင်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာနိုင်ငံရေးပြည်ဒေသဆိုမှု political pluralism မှာအကန့်အသတ်နဲ့ကြုံနိုင်တယ်။ဗဟိုဦးစီးစနစ်နဲ့တော့ပြီးဒီမိုကရေစီကျင့်ထုံးတဲ့အသားမကျတဲ့တိုင်းနိုင်ငံတွေမှာနိုင်ငံရေးပြည်ဒေသဆိုမှုရုပ်ရော့တတ်တာသဘောအဖြစ်ပါတယ်။နောက်တစ်ခုကတော့အမျိုးသားရေးဝါဒရခိုင်မျိုးသားရေးဝါဒဟာ liberal မျိုးသားရေးဝါဒလို့ပြက်ပြက်သားသားပြောနိုင်ဖို့စောပါသေးတယ်။ဒါ့ပြင်ရခိုင်ကောင်းဆောင်တွေရဲ့အမျိုးမြင်ကိုထောက်ချင်ပြီးတော့ချီယိုဆွေမျိုးသားရေးဝါဒလို့လေကောက်ချက်ချလို့မရနိုင်ပြင်ပါဘူး။ဒါကြောင့်ရခိုင်တွေဟာရခိတလမ်းစဉ်ကိုဘယ်လောက်ထိ liberal ကျင့်ထုံးတွေနဲ့SSS ဖြစ်အောင်မွေးမဲ့နိုင်မလဲဆိုတာတိတ်ကိုအရေးကြီးပါတယ်။ဒါဟာခေါင်းဆောင်မှုသဘောထားတိမ်ညွတ်နယ်လေးဆိုင်တယ်လို့လူမှုအဖွဲ့အစည်းရဲ့ပညာကိုယ်ဟန်အားရည်ရှိနဲ့လေးတက်ဆိုင်ပါတယ်။ဒါ့အပြင်လူအဖွဲ့အစည်းအတွင်းမှာတည်ငြိမ်ရေးစီးပွားရေးကိုဘယ်လောက်ထိတိုးတက်အောင်လုပ်နိုင်မလဲဆိုတာအရေးကြီးပါတယ်။နိုင်ငံရေးကိစ္စဆိုတာချစ်ခင်မှုပေါင်းစုံ၊ကဏ္ဍပေါင်းစုံ၊မျက်နှာစာပေါင်းစုံကနေစဉ်းစားတွက်ထုတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်အဖက်ဖက်မှာအပြုသဘောဆောင်တဲ့ဖြစ်ထွန်းမှုတွေဖြစ်မှသာရခိုင်ဒေသတနည်းအာရခဒေသဟာဖွံ့ဖြိုးပြီးတည်ငြိမ်တဲ့နိုင်ငံရေးလွတ်လပ်ခွင့်ဒီဂရီမြင့်မြတ်မှရတဲ့လူအတိုင်းဝိုင်းဖြစ်လာမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ပြတော်မလဲဆိုတာကိုကျွန်တော်တို့ရဲ့ Freedom Speech Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်အားပေးခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာ